အတွင်းထဲမှာမာပြီးတော့ခဲနေတယ်ပေါ့နော်အဲ့လိုဖြစ်လို့ရှိရင်သူကအေးစားတယ်နော်အေးစားတယ်အစာမများဘူးနှုတ်တွေအစာများတော့ငပြောတွေအစာမမာဘူးလိုတယ်ညောမရှိဖို့လည်းလိုတယ်အဲ့တော့အဆုတ်ခဲနေတဲ့လူတွေကြတော့ဒီပေါ့နော်ဒီတများနီပေါ့နော်တများနီကိုအမုံကျိတ်ရလာတဲ့တများနီအမုံနဲ့ဒီတင်မောအဖိုးအရွက်နဲ့တို့နှစ်ခုရလာတဲ့အမုံကိုဇတူနဲ့နေပြီးရင်ပြားရည်စစ်နဲ့နေပြီးတော့ဒီလက်တန်းလောက်အလုံးလေးတွေလုံးပြီးတော့မနေ့ငါလုံးညငါလုံးအဲ့လိုတောက်တုံးပေးရမယ်ခဲနေတာတွေပြည်ဖို့အတွက်နော်အဲ့တော့စေးအေးတောက်လို့တော့မရဘူးစေးအေးတောက်လို့ရှိရင်တော့ခဲနေတဲ့အရာဘာနဲ့တူလဲဆိုပြားပြောင်းခဲလို့ပေါ့နော်အုံးစီတို့လို့ပေါ့အေးရင်ပို့ပြီးတော့ခဲတယ်အဲ့တော့အေးစားတွေစားတော့မချင်းကိုရှောင်ကျင်အဲ့တော့တများနေဦးအမုံနဲ့ဒီတင်မောအဖို့အမုံနဲ့အဲ့ဒီနှစ်ခုဇတ်ပြီးတော့ရောပြီးတော့ပြားရည်တွေနဲ့လုံးပြီးတော့လက်တန်းလောက်ဇီးကင်းလေးတွေမနေ့ငါလုံးညငါလုံးစားပြီးရမယ်အဲ့ညောရှူတာတို့အေးစားဖြစ်တဲ့ဒီတခွားတို့နော်ဒီငပြောဒီမဲတို့အဲ့အရာလေးတွေကိုလည်းရှောင်ကျင်ပေးရမယ်